ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စေတူတီ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲဒီနေ့မှာတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေများအားလုံးအတွက်မွေးကနန်းလေးနဲ့ကျွန်တော်တို့ဒီနေ့ထွက်မဲ့သုံးလုံးခြေကနန်းလေးတင်ပေးထားပါတယ်ဗျာနော်ကဲထုံးစံတိုင်းပဲကျွန်တော်တို့ဒီနေ့အတွက်သုံးလုံးခြေကနန်းနဲ့မွေးကနန်းလေးမရယူခင်မှာထုံးစံတိုင်းကျွန်တော်ရဲ့အောင်စေတူတီ channel အကောင့်တစ်လေးကို subscribe နေရသေးဘူးဆိုလို့ရှိရင် subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဗျာနော်ကျွန်တော်တို့အသစ်တင်တိုင်းပေါက်ကနန်းတွေတင်တိုင်းတွေ့အောင်လို့ subscribe ပေးနေတာ notification ခေါင်းလောင်းလေးလည်းနှိပ်ပေးထားကြပါဦးကဲဒီနေ့ကျွန်တော်မှန်မှနောက်ဆုံးဖွင့်ပေးထားပါဗျာနော်ကျွန်တော်တို့ဖုန်းမခေါ်လေးရပါတယ်အဓိကကတော့ကျွန်တော်ဘယ်ဘက်ချမ်းမှာချပေးထားတဲ့ဖုန်းနံပါတ်လေးကိုမှန်မှကြီးတွင်းပြီးတော့ပြေစာလေးပို့ထားရင်အဆင်ပြေပါပြီဗျာနော်ကျွန်တော်တို့ပြည်သားလေးပို့တာမှာကျွန်တော်တို့ group link ကိုချပြီးမှဖြစ်ပါရဲ့ဗျာနော်ကျွန်တော်ချပေးတဲ့ link ကိုဝင် join လိုက်ရင်ကျွန်တော်တို့အဖွဲ့ဝင်တွေရှောက်သွားပါပြီဗျာနော်အဲ့တော့အဓိကကတော့ကျွန်တော်တို့ဒီဖုန်းနံပါတ်မှန်ဖို့အရေးကြီးပါဗျာနော်ဖုန်းနံပါတ်ကတစ်လုံးပဲရှိပါတယ်နော်ကျန်တဲ့ဖုန်းနံပါတ်ဆိုရင်ကျွန်တော်ရဲ့အကောင့်မဟုတ်ပါဘူးဗျာနော်ကဲဒါဆိုရင်ကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်ဗျာနော်ဒီဘက်ထွက်မဲ့သုံးလုံးချက်ကနေကိုအရင်ထုတ်ပြပါမယ်ဗျာနော်အဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေများကလည်းအကြိုက်ချင်းတူမှာကစားပါဗျာနော်ကျွန်တော်ဒီဘက်ထုတ်ထားတဲ့သုံးလုံးချင်းကနေကတော့လေးလုံးအပီးပေါက်လေးဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေများကလည်းအကြိုက်ချင်းတူမှာကစားပါအကြိုက်ချင်းမတူရင်ကြော်သွားပါဗျာနော်အဲ့တော့ဒီထဲမှာကျွန်တော်အကြိုက်ကနန်းတွေကိုပြန်တွဲပေးထားပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့လေးလုံးအပီးပေါက်ထဲကကျွန်တော်တို့အပူတို့ခွာတို့လည်းပါမှာပါဗျာနော်ဒီထဲမှာကျွန်တော်အကြိုက်ကနန်းတွေခုနှစ်ကွက်ထုတ်ပေးထားတယ်ဗျာနော်အဲ့ဒီထဲမှာကျွန်တော်ရဲ့ချင်းမိတ်ဆွေများအားလုံးပဲအကြိုက်ချင်းတူရင်ကစားလို့ရပါတယ်ဗျာနော်ကဲဒါဆိုရင်ဒီလောက်ပါဗျာနော်ပြီးရင်ကျွန်တော်တို့မွေးကနန်းလေးကိုလည်းအတူတူကြည့်လိုက်ကြအောင်နော်ကျွန်တော်ဒီဘတ်အတွက်မွေးကနန်းနဲ့ကျွန်တော်တို့အပိုင်ဘရိတ်လေးဗုဒ္ဓဟူးမကျော်ဘရိတ်ပေါ့ဗျာနော်ထုတ်ပေးထားပါဗျာနော်ကဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းကြည့်ရှုရင်းနဲ့ကျွန်တော်တို့တင်စေခြင်းနဲ့ပုံစံလေးတွေကို comment မှာရေးပေးလို့ရပါတယ်အရင်တော့ကျွန်တော် site လေးနဲ့တကွာထုတ်ပေးတာပေါ့ဗျာနော်အခုကျွန်တော်အကောင့်တင်မှာအဲ့လိုမနစ်အရှိကြီးမတင်ချင်တော့လို့ကျွန်တော် site ကိုလည်းမပြတော့ဘူးအဲ့တော့ကျွန်တော်လိုရင်းတူရင်ရှင်းကိုပဲကျွန်တော်ထုတ်ပေးပါဗျာနော်ကဲဒါဆိုရင်ဒီလောက်ပါဗျာနော်ကဲဒီဘက်လည်းအားလုံးအောင်မြင်ကြပါစေခင်ဗျာ